စောင်းရွမ်ထုရဲ့တစ်နှစ်ပတ်လုံးပြသတဲ့အပိုင်းတွေဟာယူခုရဲ့စံချိန်တင်မှတ်တမ်းအားလုံးကိုချိုးဖျက်နိုင်ခဲ့ပါတယ်။ဒါတင်မကသေးပဲ2026ခုနှစ်ရဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ animation ကြိုတင်ကြည့်ရှုမှုစံချိန်ကိုပါကျော်ဖျက်နိုင်ခဲ့တာပါ။စောင်းရွမ်ထုဟာမတ်လ13ရက်နေ့မှာစတင်ပြသခဲ့ပြီးနောက်2026ခုနှစ်ရဲ့အအောင်မြင်ဆုံး animation အသစ်ဖြစ်လာခဲ့ပါတယ်။ကြည့်ရှုသူတွေရဲ့စိတ်ဝင်စားမှုနှုန်းဟာ9000ကျော်အထိရောက်ရှိခဲ့တယ်လို့ကြိုတင်ကြည့်ရှုမှုနဲ့ထုတ်လွှင့်မှုအရေးအတွက်မှာလည်းစံချိန်တင်လူကြိုက်များခဲ့ပါတယ်။ဇလန်းသွားမြန်ဆန်ပြီးတိုက်ခိုက်ခန်းတွေကအရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ခံစားချက်ဖော်ကျူးမှုတွေကလည်းနူးညံ့သိမ်မွေ့တဲ့အတွက်ပရိသတ်တွေကအထူးနှစ်သက်နေကြတာပါ။ရုပ်ထွက်ပိုင်းမှာလည်းတရုတ်ရိုးရာမြင်ပန်းကြီးလှတရားနဲ့ခင်မီနည်းပညာတွေကိုပေါင်းစပ်ထားပြီးအခန်းတိုင်းဟာအဆင့်မြင့်လွန်းလာပါတယ်။စောင်းရွမ်ထုဟာစတင်ပြသပြီးလပိုင်းအတွင်းမှာတင်ပလက်ဖောင်းရဲ့ animation ကဏ္ဍမှာနံပါတ်1ချိတ်ခဲ့ပြီးအခြားနာမည်ကြီးဇလန်တွဲတွေထက်တောင်ပိုမိုကျော်ကြားလာခဲ့ပါတယ်။အကယ်၍ဒီအရှိန်ဟုန်ကိုဆက်ထိန်ထားနိုင်မယ်ဆိုရင်တိုက်ပွဲဝိညာဉ်ကုန်းကြီး Solan ပြီးရင်နောက်ထပ်အောင်မြင်ဆုံး animation တစ်ခုဖြစ်လာမှာအသေးချာပါပဲ။စောင်းရွမ်ထုဟာတကယ်ကိုကြည့်ရကျိုးနဲ့တဲ့လက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ကဲဖော်လို့လေးလုပ်ခဲ့ပါအောင်ဗျာ။